နိုင်ငံသားကိုတက်သွားတာနဲ့အဲ့ဒီနိုင်ငံတစ်ခုမှာပေါ့နော်ရည်ရှိနေထိုင်လိုက်တာဘာကွာလဲဆိုတဲ့ဟာမျိုးလေးကိုပြောပြပေးမယ်ဆိုပြီးရှိတစ်ခေါက်ကပြောထားရပေါ့နော်အဲဒါကြားထဲမှာနေမကောင်းဖြစ်သွားတာရဲ့အတက်မလုံနိုင်ရတဲ့ကြောင့်မလို့ဗီဒီယိုလေးမလုပ်ဖြစ်ဘူးပေါ့နော်ဆိုတော့အခုပြောပြပေးပါမယ်ကွာပါတယ်ဆိုတဲ့ဟာကကိုရီးယားနိုင်ငံသားကိုအလဲသွားတဲ့ခါကျလို့ရှင်ဖဲလို့နေရာတွေသွားတယ်။ popular ဖြစ်တဲ့နေရာတွေသွားတယ်ပြီးလို့ရှိရင် tourist attraction ရှိတဲ့နေရာတွေ photo spot တွေဒါမျိုးတွေရွေးပြီးသွားလို့ရှိရပေါ့နော်။ travel center နဲ့သွားလို့ရှိရင်ပူတောင်မှပဲသူတို့ကအဲ့လိုနေရာကောင်းတွေကိုပဲခေါ်သွားလို့ရှိရကိုယ့်ကို explore လုပ်ပြီးသွားမယ်ဆိုရင်တော့ local တွေသွားတဲ့နေရာတချို့ကိုလည်းရောက်ခဲ့တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်။ဒါကတော့ vacation သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ tourist တွေအများဆုံးသွားတဲ့နေရာမှာဆိုလို့ရှိရင်သူတို့က international relation ဆိုတဲ့ဟာကိုတိကျထားတဲ့အတွက်ကြောင့်မလို့ရင်းနှီးမှုတွေတွေ့ရမယ်ပေါ်ပြမှုတွေတွေ့ရမယ်ပေါ့နော်နိုင်ငံသားဆိုရင်သူတို့ကနိုင်ငံသားဆိုတာနဲ့ကိုထင်ကြီးသိအောင်တွေလုပ်ပြမယ်ပေါ့နော်ဒါကတော့အလဲသွားတဲ့အချိန် vacation သွားတဲ့အချိန်မှာဖြစ်တဲ့ဟာပေါ့နော်ရည်ချင်းနေထိုင်မယ်ဆိုရင်ကျတော့အဲ့လိုမဟုတ်တော့ကိုယ့်ရဲ့ local နဲ့တသားတဲ့လိုမျိုးဖြစ်သွားပြီးတော့နေ့တတူကပေါ့နော် daily life တွေမှာရောပြမိနေထိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့စိတ်ဓာတ်တွေပို့ပြီးတော့သိလာရတယ်သူတို့တခြားသူပေါ်ဘလို့စိတ်ထားရှိတယ်သူတို့ရဲ့တကယ်ကိုဒီအတွင်းစိတ်ပေါ့နော်အတွင်းစိတ်ကဘလို့ရှိတယ်အပြင်ဘက်နဲ့အတွင်းနဲ့တချို့ဆိုဟန်ဆောင်နေတာမျိုးတွေရှိတယ်ကွာဆိုတော့အဲ့ဒါမျိုးတွေသိလာတယ်ပေါ့နော်ဆို tourist ကိုသူတို့ရင်းနှီးဖော်ရတာတတ်ပေါ့နော်ရည်ချင်းနေထိုင်တဲ့အခါမှာသူတို့ရဲ့စိတ်ဓာတ်လေးတွေကိုသိလာတာတတ်ပေါ့နော်ပြပြချင်တာကြတော့လူဟာလူပဲဖြစ်တယ်ပေါ့နော်ကပောင်မှာရှိတဲ့လူတွေအကုန်လုံးကဒါတွေပဲတူတူပဲလူကောင်းရှိတယ်လို့လူဆိုးလည်းရှိတယ်စိတ်သက်ကောင်းတဲ့သူရှိတယ်လို့မကောင်းတဲ့သူရှိတယ်အချင်းရုပ်တဲ့သူလည်းရှိတယ်ပေါ့နော်ရုပ်မာတဲ့သူတွေလည်းရှိတယ်ဆိုတော့လူမျိုးဆိုတာကျတော့ဘာသာစကားကွဲပြားသွားတာပဲရှိတယ်ဆိုတော့ကိုယ်ကိုယ်ယုံကြည်မှုတွေကွဲပြားသွားတာပဲရှိရပေါ့နော်ဒါမျိုးတွေကြီးပဲတူတူပဲလို့ပြောချင်ပါတယ်တိတ်မချားနာသွားဘူးပေါ့လေဒါရောဒါအတွေ့အကြုံရှိတဲ့သူတွေရောသိမှာပါဒါကတော့မသိသေးတဲ့လူတွေအတွက်သိချင်နေတဲ့သူတွေအတွက်ကို sharing ကိုယ့်ရဲ့ experience ကို sharing လုပ်ပေးတာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ expand ကိုခေါင်းထဲထည့်တက်လာမယ်ပေါ့နော်ဒါကတော့အလဲသွားတာနဲ့မသွားတာဒီရေးရှိနေထိုင်တာနဲ့ကွဲပြားတဲ့အချက်ပေါ့နော် vacation သွားတာဆိုရင်တော့ကိုယ်မှာအထောက်လိုက်ပါသွားတဲ့ဒါကုန်လို့ရှိရင်ကိုနိုင်ငံကိုပြန်မှာဆိုတဲ့အတွက်ကြောင့်မလို့ပြဿနာတိတ်မရှိဘူးတိတ်လည်းစဉ်းစားစရာမလိုပေါ့နော်ဆိုတော့ expand control လည်းလုပ်တက်လာပါလိမ့်မယ်ရှင်ဆိုတော့ဒါလေးကတော့ကွဲပြားတဲ့အချက်ကလေးပါကိုယ်မှလည်းတခြားသိရမလားထင်မြင်ယူဆချက်တွေရှိရဆိုရင်လည်းကျမအောင် share ခဲ့ပေးပါအောင်ရှင်ကျေးဇူးတင်ပါတယ်